သာသနာတော်နှစ်2553ခုနှစ်ကောဇာတက္ကရာ1381ခုနှစ်နတော်လပြည့်နေ့ရန်ကုန်တိုင်းလမ်းမတော်မြို့နယ်ကိုင်းတန်းလမ်းဗုဒ္ဓဝါလုကစေတီတော်အားဥထိပ်ပန်းဆင်လျက်ဒုတိယအကြိမ်မြောက်ကိုင်းတန်းလမ်းမိသားစုတန်ခါဒါနဆောင်းလောင်းအဖွဲ့၏အနိုင်မဲ့အလှဓမ္မပူဇာအထူးတရားပွဲ၌ဟောကြားအပ်သောစိတ်ဤထွက်ပေါက်များတရားဒေသနာတော်ဒီကနေ့ညဓမ္မသဘင်ခန္ဓာကိုရှင်ဘုန်းတော်သခင်ရှင်တော်မြတ်ဘုရားဤမဟာကရုဏာကုံကိုအာယုပြုကတိကျဖွဲ့ဆိုအပ်သောဝန္ဒနာပနာမအာတိတဂါထာကိုရစ်ဆိုပူဇော်ခြင်းဖြင့်စတင်ကြရအောင်ယောကပကောတိဟိပိယပမေယံကာလံကရွန်တောတိတုကရာနိခေရံကတောလောကဟိတယာနာထောနမောမဟာကာရုဏိကသတတ္တယောနာထောဝိနိယမြာစွာတတ္တဝါဤချမ်းသာစီးပွားလိုလားတောင်းတအကုန်ပေါင်းခါသဖြင့်နာထအမြင်ညာခြင်းရှင်တော်မြတ်ဘုရားသည်ကပ္ပကောတိဟိပိဂရေကဘာအရေးအတွက်သင်္ချာတို့ဖြင့်တော်လဲအဘယ်မေယံရေအတွက်တိုင်းတာဖော်ပြခြင်းငါမစွမ်းနိုင်ပါသောကာလံလေးအသင်ချေသိနေကဘာရှိကြသောကာလပတ်လုံးလောကဟိတယတတ္တလောကဤအကျိုးစီးပွားအလို့ငါအတိဒုက္ခရဏိဩဇာတဲ့ခြေလက်အင်္ဂါမေတ္တာကြီးမှသမိသာနှင့်တထာဇနီဆွန်ခြင်းကြီးဟုကျက်တိထဝဲ90အစုအလုံးခဲရင်သောအမှုတို့ကိုကရွန်တော်ဖျားဖြစ်ရန်ဤတန်ကြိုးကုတ်အာထုတ်တော်မူရသည်ဖြစ်ဖြစ်ခေရန်လက်ချေမျက်လုံးအသက်ဆုံးရဲ့နှလုံးစိတ်ဝံကိုရောဤပင်မခြင်းသို့ကတောဘဝတဏ္ဍကျိန်ဖန်များစွာရောက်တော်မူခဲ့ရရှာလေသည်မဟာကရုဏီကတတတ္တဝါများယဝေသားကဲ့သို့တနာချစ်ခင်မဟာကရုဏာရှင်ဖြစ်တော်မူသောဒါသနာတသဝိနည်းများစွာတတ္တဝါဤချမ်းသာစီးပွားလိုလားတောင်းတဂုံပေါင်းခါသဖြင့်နာထမြညာထိုရှင်တော်မြတ်ဘုရားအားနမောယုတိပြောင်းပြောမှန်ကိုလျော်၍ကရောယုကျိုးရှိခိုးခြင်းသည်အထုဘဝတုစင်စစ်မသွေဖြစ်ပါစေတည်းစိတ်ထွက်ပေါက်များထွက်ပေါက်ဆိုတာကိုပါဠိဘာသာနဲ့ဘုရားမြတ်စွာကနေတရဏဆိုတဲ့စကားလုံးကိုအသုံးပြုတာနေတရဏဆိုတာထွက်ပေါက်ပဲတစ်စုံတစ်ခုအခိုက်အခဲအကြက်တဲတွေနဲ့ကြုံတွေ့နေတဲ့အခါလူတွေကထွက်ပေါက်ရှာလေးရှိကြတယ်ပေါ့လောင်ပိတ်မိနေပြီဆိုလို့ရှိရင်ပုပ်ပုဆိုးလာပြီးတော့ပေါက်ကွဲသွားတတ်တယ်လေတောင်မှပဲလောင်ပိတ်ထားမယ်ဆိုလို့ရှိရင်ပေါက်ကွဲသွားနိုင်လူတွေရဲ့စိတ်ဟာလည်းပဲထို့တူပဲထွက်ပေါက်မပေးပဲနဲ့စိတ်ရဖြစ်စည်းမှုတွေချုပ်ကြီးထားမယ်ဆိုလို့ရှိရင်ပေါက်ကွဲသွားနိုင်ဒါကြောင့်မို့လို့နှလုံးကွဲတာတို့ရပြောနေဆိုရင်အသေးကွဲတာတို့ဘာလို့ဖြစ်တာပေါ့မှန်ကန်တဲ့ထွက်ပေါက်တစ်ခုရဖို့အမတန်မှအရေးကြီးတယ်ထွက်ပေါက်နဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားက
စိတ်ရဲ့ထပ်ပေါက်များဆိုတာအမြဲတမ်းမှတ်သားစရာကောင်းလက်တွေ့လဲကြဘုန်းကြီးတို့ရဲ့နေ့စဉ်ဘဝမှာစိတ်နဲ့ပတ်သက်ပြီးတော့အကြအတဲတစုံတရာတွေ့လာမယ်ဆိုလို့ရှိရင်ဟောဒီထပ်ပေါက်များကိုအသုံးချပြီးတော့ဖြည့်ပြောင်းလို့ရနိုင်တယ်နောက်ဆုံးမှာစိတ်ဟာလုံးဝလွတ်မြောက်သွားတဲ့အခြေအနေတစ်ခုရောက်ရှိသွားတယ်လုံးဝလွတ်မြောက်သွားတဲ့အခြေအနေရောက်တဲ့စိတ်ဓာတ်ကလေးဟာဘယ်ခါကာလမှပြန်လည်ပြီးတော့ညှဉ်းနှွမ်းလာတဲ့ဆိုတာမရှိဘူးဘယ်ခါကာလမှပြန်လည်ပြီးတော့လှုပ်ရှားလာတာဖိစီးလာတာမရှိတော့ဘူးစိတ်ရဲ့လှုပ်ရှားမှုများကို emotion လို့ခေါ်တယ်စိတ်ရဲ့ဖိစီးမှုတွေကို stress ဒီကနေ့ခေတ်မှာလူတွေဟာကြီးပွားတိုးတက်အောင်ကြိုးစားအားထုတ်ကြတယ်စီးပွားရေးဘက်ကတိုးတက်လာအောင်နိုင်ငံတကာအဆင့်မီအောင်ဟိုလူဒီလူရဲ့အဆင့်တွေမီအောင်လို့ဆိုပြီးတော့ကြိုးစားအားထုတ်လာကြတဲ့အခါလူဘဝလူလောကအသုံးဆောင်တွေဘက်ကလူတွေချမ်းသာလွယ်ကူမှုအတွက်အသုံးပြုစရာတွေဘက်ကအမြဲတမ်းမှတိုးတက်ကောင်းမွန်လာတယ်ဟောအမြဲတမ်းမှတိုးတက်ကောင်းမွန်လာဟိုနိုင်ငံဒီနိုင်ငံခရီးသွားဖို့ဆိုလဲတက်တောင်တက်တာအချိန်တူတူနဲ့ရောက်သွားနိုင်တယ်ကိုယ်နိုင်ငံအတွင်းမှာလည်းတနေရာသွားမယ်ဆိုလို့ရှိရင်တက်တာအချိန်တူလေးအတွင်းမှာရောက်ရှိသွားနိုင်ဒီလိုစီးပွားရေးဘက်ကလူတွေရဲ့အသုံးဆောင်ဘက်ကတိုးတက်လာပေမဲ့လို့စိတ်ရဲ့ဖိစီးမှုတွေကများလာတယ်ဒါလောက်လွယ်ကူပြီးတော့တိုးတက်နေတဲ့ခေတ်ကြီးထဲမှာစိတ်ချမ်းသာမှုတွေပိုတိုးလာသလားလို့ဆိုရင်စိတ်ချမ်းသာမှုကပိုမတိုးစိတ်ရဲ့ဖိစီးမှုဓာတ်တွေကပိုတိုးလာတယ်အဲ့ဒါဘာကြောင့်လဲလို့ဆိုတာအလေးနဲ့ထားပြီးတော့လေ့လာပြီးတော့ကြည့်တဲ့ဘုရားမြတ်စွာကနိလန်းနေပေးထားတယ်လူတွေရဲ့လိုဘဘယ်တော့မှပြည့်တယ်လို့မရှိပြည့်တယ်မရှိသည့်အတွက်ကြောင့်မပြည့်နိုင်တာကြီးကိုဖြည့်နေမယ်ဆိုလို့ရှိရင်မဆုံးနိုင်တဲ့ခရီးလမ်းကြီးကိုရှောက်နေတာဖြစ်လို့လူတွေရဲ့စိတ်ဓာတ်ဟာလူမြဲလုံးနေမှာပဲအတ္တိတောလောကောတဲ့ဘုရားမြတ်စွာလောကသားတွေဟာဘယ်တော့မှတင်းတိမ်သွားတာမရှိဘူးတဲ့ဘလောက်ပဲဖြည့်ဆည်းပေးမတင်းတိမ်ဘူးကောင်းတဲ့ကောင်းအောင်တိုးတက်အောင်ဒီလိုပဲကြိုးစားနေမှာလောက်ပဲကြိုးစားထိုကဲ့သို့ကြိုးစားလာသည်နှင့်အမျှလူအသုံးဆောင်တွေဘက်ကတိုးတက်လာသည်နဲ့အမျှလူတွေရဲ့စိတ်ထဲမှာလည်းပဲစိတ်ဖိစီးမှုဆိုတဲ့ဒဏ်ရာဒဏ်ချက်တွေကလည်းပဲတိုးလာတယ်တကဘာလုံးနဲ့ခြုံကြည့်မယ်ဆိုရင်ဒီတိုင်းပဲမြင်ရမယ်ကံကောင်းထောက်မှလို့ဘုရားမြတ်စွာဟောကြားတဲ့တရားဓမ္မတွေကိုနာယူခွင့်ရကြတယ်တရားကိုနှလုံးသွင်းခွင့်ရကြတယ်လက်တွေ့ကျင့်သုံးခွင့်ရကြတဲ့ပုဂ္ဂိုလ်တွေမှာထိုစိတ်ဖြစ်စည်းမှုဓာတ်တွေကိုအတော်အသင့်လျှော့ချနိုင်ကြလျှော့ချထားတဲ့ဟာလည်းပဲအမတမမှန်ကန်တဲ့နီးနဲ့လျှော့ချဒီကနေ့ခေတ်မှာစီးပွားရေးဘက်ကတိုးတက်တယ်လို့ဆိုတဲ့နိုင်ငံအချို့မှာဘာတွေလဲတိုးတက်နေသလဲလို့ဆိုလို့ရှိရင် stress လို့ခေါ်တဲ့စိတ်ဖိစီးမှုတွေလည်းတိုးတက်တယ်ဒါကြောင့်မို့ stress ဆိုတဲ့စိတ်ဖိစီးမှုတွေတိုးတက်လာသည့်အတွက်ကြောင့်ခ
ထွက်ပေါက်ရှာတဲ့အနေနဲ့နိလန်းတွေအသုံးချကြတယ်ဘုရားမြတ်စွာဟောကြားတဲ့နိလန်းကိုမတွေးရှိသဖြင့်နိလန်းဖြစ်လို့ဖြစ်냐တက်တာလို့တက်တာ냐ဆိုပြီးတော့လောကပညာရှင်တွေက stress ကိုလျှော့ချဖို့ရနည်းမျိုးမျိုးနဲ့ကြိုးပမ်းလာကြတယ် psychotherapy တို့psychiatrist တို့ psychotherapist တို့စိတ်ဖြစ်စည်းမှုတွေကိုနည်းမျိုးမျိုးနဲ့ဖြေဖျောက်ဖို့ကြိုးစားလာကြတယ်မြန်မာနိုင်ငံမှာတဲ့အနောက်နိုင်ငံတွေဥရောပနိုင်ငံတွေမှာ psychotherapist ဆိုအလုပ်နဲ့စိတ်ဖြစ်စည်းမှုကိုလျှော့ချဖို့ကြိုးပမ်းတာပိုများလာမြန်မာနိုင်ငံမှာကတော့ဘုရားမြတ်စွာဟောကြားတော်မူခဲ့တဲ့တရားတော်တွေကိုဖြန့်ဖြူးပြီးတော့နေကြလို့ထို့ကမ္မထမ်းရိပ်တာတွေသွားပြီးတော့စိတ်ငြိမ်းချမ်းမှုကိုယူကြတယ်ဘုရားမြတ်စွာပေးထားတဲ့မှန်ကန်တဲ့အတွေးလေးတွေကစိတ်ဖြစ်စည်းမှုကိုကြောကြသွားစေတယ်ကြည့်လေဗမာလူမျိုးတွေဟာစိတ်ဖြစ်စည်းမှုကိုဘယ်လိုလျှော့ချကြသလဲလူတိုင်းလောက်နီးစဉ်းစားကြတယ်သဗ္ဗေသင်္ခါရအနိစ္စသင်္ခါရတရားဆိုတာမြဲတာမှမဟုတ်ပဲလူဆန္ဒဆိုတာဘယ်ပြည့်နိုင်ပါမလဲဒီအတွေးလေးတွေဟာဘုရားမြတ်စွာသင်ထားလို့မိမိတို့ရဲ့ရင်ထဲနှလုံးထဲမှာပကန်းခေတ်ကစပြီးတော့မြန်မာနိုင်ငံကိုရောက်ရှိပြီးတော့ထွန်းကားခဲ့တဲ့မြန်မာလူမျိုးတွေရဲ့သွေးသားထဲမှာစိတ်ဝင်လာတဲ့ဘုရားရဲ့အဆုံးအမတွေပဲအဲ့ဒီဘုရားရဲ့အဆုံးအမတွေကိုမိဘဆွေမျိုးတွေရဲ့အစဉ်ဆက်ကနေပြီးတော့ဇာဘူးနာဝရှိလာကြတယ်သင်္ခါရဆိုတာမမြဲဘူးဘယ်ရာပဲဖြစ်ဖြစ်ကိုယ်ဆန္ဒအတိုင်းမဖြစ်ဘူးဒါတွေကအနတ္တသဘောတရားတွေပဲဆိုတဲ့အတွေးလေးတွေနဲ့စိတ်ဖြစ်စည်းမှုတွေကိုလျှော့ချတဲ့နည်းလေးတွေရနေကြတယ်အဲ့ဒီလိုစိတ်ဖြစ်စည်းမှုတွေကိုလျှော့ချရနေသည့်အတွက်ကြောင့်အထိုက်လျောက်စိတ်ရဲ့ထွက်ပေါက်တွေဆိုတာမြန်မာလူမျိုးတွေကတွေးရှိနေကြတယ်ဒါအမြဲတမ်းကောင်းတဲ့အခွင့်ကောင်းကြီးတစ်ခုလို့လူတိုင်းကအသိမှတ်ပြုတယ်မှပြုမှာတချို့နိုင်ငံသားတွေကမြန်မာပြည်လာတယ်လာရင်ကနေအကဲခတ်နိုင်ငံခြားမှာနေစဉ်တုန်းကသို့မဟုတ်ရပ်ဝေးကနေပြီးတော့သူတို့မြန်မာလူမျိုးတွေအကြောင်းတစ်မျိုးမြင်ထားမြန်မာလူမျိုးတွေရဲ့အကြောင်းကိုအဝေးသတင်းအရာတစ်မျိုးမြင်ကြဒီရောက်လာတဲ့အခါမြန်မာလူမျိုးတွေဟာပြုံးပြုံးရွှင်ရွှင်နဲ့ပျော်ပျော်ရွှင်ရွှင်မျက်နှာကြည်ကြည်လင်လင်နဲ့နေကြထိုင်ကြပေါ့ပေါ့ပါပါနေကြထိုင်ကြသွားကြလာကြစားကြတာမြင်တော့သူတို့စိတ်ထဲမှာမဝေခွဲနိုင်ဘူး။ဘာကြောင့်မြန်မာလူမျိုးတွေရဲ့မျက်နှာတွေဟာရှင်လန်းနေရတယ်လဲ။ဘာကြောင့်မြန်မာလူမျိုးတွေရဲ့စိတ်ဓာတ်တွေဟာကြည်လင်အေးမြနေရတယ်လဲဆိုတာအကြောင်းရင်းကိုမသိလို့ရှိရင်သူတို့ဖြေရှင်းနိုင်မှာမဟုတ်ဘူး။တကယ်ကတော့ဘုရားမြတ်စွာရဲ့တရားဓမ္မအရေးအောင်မြန်မာလူတွေမျိုးတွေဟာစိတ်ရဲ့ထွက်ပေါက်တွေကိုအထိုက်အလျောက်ရရှိနေကြလို့ပဲလို့ဆိုတာသိသိချာချာစဉ်းစားကြည့်သိနိုင်ပါတယ်ဒါတချို့နိုင်ငံတွေမှာဆိုလို့ရှိရင်တက္ကသိုလ်ပညာရပ်တစ်ခုအနေနဲ့ပြုလုပ်ပြီးတော့တောင်းပါပဲစိတ်ရဲ့ဖြစ်စည်းမှုဓာတ်တွေကိုလျှော့ချမှုဆိုတာပညာရပ်တစ်ခုအနေနဲ့သင်နေကြအဲ့ဒါကိုဘယ်လိုခေါ်တော့အင်္ဂလိပ်လိုတို့က MBSR လို့ခေါ်တယ်တက္ကသိုလ်မှာ psychology နဲ့ပတ်သက်ပြီးတော့
တင်ကြားတဲ့အထက်မှာအခုက modern education မှာဒါပါတက္ကသိုလ်ပညာရပ်တစ်ခုအနေနဲ့ပို့ချတယ်MBS ဆိုတာ M ဆိုတာ mindfulness B ဆိုတာက based S ဆိုတာ stress R ဆိုတာ reduction mindfulness based stress reduction ဆိုတဲ့ဤပညာတစ်ခုအခြေခံအပြင်ပြောမယ်ဆိုလို့ရှိရင်တတိတရားကိုအခြေခံပြီးတော့စိတ်ဖြစ်စည်းမှုကိုလျှော့ချခြင်းဆိုတဲ့အထိပ္ပယ်ဒါမြန်မာနိုင်ငံမှာတတိပဌာန်ကျင့်စဉ်ပဲဘုရားမြတ်စွာဟောထားတော်မူခဲ့တဲ့တတိပဌာန်ကျင့်စဉ် mindfulness based ပဲတတိတရားကိုအခြေခံပြီးတော့စိတ်ရဖြစ်စည်းမှုတွေကိုလျှော့ချတာတယ်ဒါကြောင့်မို့မြန်မာလူမျိုးတွေဟာစိတ်ဆင်းရဲမှုတန်ကိုကြာရှည်မခံကြရဘူးထွက်ပေါက်ကလေးတွေရှိတယ်ပေါ့မှန်ကန်တဲ့ထွက်ပေါက်ကလေးတွေမြတ်စွာဘုရားဟောထားတာရှိဆိုင်ရာထွက်ပေါက်ကလေးတွေရှိအင်မတန်ကြီးမားတဲ့အဆောက်အဦကြီးတစ်ခုလူတွေအများအပြားစုယုံရောက်ရှိနိုင်တဲ့အဆောက်အဦတစ်ခုစူပါမားကတ်ကြီးတို့လိုလေဆိပ်အဆောက်အဦကြီးတို့လိုဒီလိုကြီးမားတဲ့အဆောက်အဦကြီးတွေမှာ exit ဆိုတာလေးတွေရှိတယ်လင်ညာနဲ့ခရီးသွားတဲ့ပုံကိုယ်တွေလည်းတွေ့ကြပါလိမ့်မတော်တဆအန္တရာယ်ကျုံလာလို့ရှိရင်ထွက်ပေါက်ဆိုတာ exit ဆိုတာလေးတွေပြတယ်စိတ်ဓာတ်ရေးရနဲ့ပတ်သက်လာလို့ရှိရင်လည်းပဲစိတ်ဆိုတာအာယုံရဲ့ဖြစ်စည်းမှုတွေပေါ်မှာဆင်ញင်သုံးသပ်မှုဖြစ်ပြောင်းနိုင်မှုထွက်ပေါက်မရဘူးဆိုလို့ရှိရင်စိတ်ဖြစ်စည်းမှုတွေများလာတတ်တယ်အဲ့ဒီလိုများတဲ့အခါမှာမှန်ကန်တဲ့ထွက်ပေါက်ကလေးတွေရအောင်ရှိဖို့လိုအပ်တယ်အဲ့ဒါကြောင့်လို့ဒီကနေ့စိတ်ရဲ့ထွက်ပေါက်များလို့ဆိုရယ်စိတ်ဆိုတဲ့နေရာမှာစိတ်ရဲ့ထွက်ပေါက်ဟာဘယ်မှာရှာရမှာတော့စိတ်မှာပဲပြန်ရှာအစာအုပ်ကြီးတစ်ခုရောက်နေတဲ့ပုဂ္ဂိုလ်ထိုအစာအုပ်တွေကထွက်ချင်လို့ရှိရင် exit ဆိုတာကိုရှာရအဲ့ဒီထွက်ပေါက်ကနေထွက်ရအဲ့ဒါလိုပဲစိတ်ဖြစ်စည်းမှုကြောင့်စိတ်ထဲမှာအကျဉ်းချက်တွေဖြစ်ပေါ်နေတယ်ဖြစ်ပေါ်နေလို့ရှိရင်ဘလို့လို့ပြီးဒီအကြက်တဲကထွက်မလဲလို့ဆိုတာစိတ်ထဲမှာပဲပြန်ရှာပေါ့ဒါကြောင့်မလို့စိတ်ရဲ့ထွက်ပေါက်များဆိုတာဘုန်းကြီးတို့တွေလေ့ကျင့်ထားရမှာဖြစ်တယ်ပေါ့အဲ့ဒီလေ့ကျင့်ထားဖို့စိတ်ရဲ့ထွက်ပေါက်တွေနဲ့ပတ်သက်ပြီးမြတ်စွာဘုရားကနိတ္တာရဏိယဆိုတဲ့သုတ်မှာ6မျိုးဟောထားတာရှိတယ်စိတ်ဖြစ်စည်းလာလို့ရှိရင်ထွက်ပေါက်ရဖို့မှန်ကန်တဲ့နည်းနဲ့ထွက်ပေါက်ရဖို့မြတ်စွာဘုရားကလမ်းညွှန်ပေးထားတယ်အဲ့ဒီလမ်းညွှန်ရဲ့အတိုင်းလိုက်နာကျင့်ကြံကြိုးကိုအားထုတ်မယ်ဆိုလို့ရှိရင်မြည်သူမှစိတ်ထဲမှာပောက်ကွဲမှုတန်တွေကိုခံရမှာမဟုတ်ပါဘူးဖြစ်လာလို့ရှိရင်လည်းထွက်ပေါက်ရသွားမှာပါမြတ်စွာဘုရားရဲ့တရားဓမ္မတွေကိုမနာရလို့ဒီနည်းစနစ်တွေကိုမသိတဲ့ပုဂ္ဂိုလ်တွေဘုရားတရားတော်တွေကိုမျက်ကွယ်ပြုနေလို့ဒီနည်းစနစ်ကိုမသိတဲ့ပုဂ္ဂိုလ်တွေဟာစိတ်ရထွက်ပေါက်ဆိုပြီးတော့မိမိတို့တွေးမိရာရာကြံစီမိရာရာထွက်ပေါက်မျိုးမျိုးကိုပြုလုပ်ကြတယ်ဆိုပါစို့လောကလူတွေမှာလူငယ်လူရဲ့အတိုင်းရဲ့မိုက်ဝိုင်းနေတယ်ရံခါစိတ်ညစ်เสียဆိုတာတွေ့လာရံခါစိတ်ညစ်เสียတွေ့လာတယ်ရံခါပျော်เสียတွေတွေ့လာတယ်
ယံခါစိတ်ထဲမှာအလိုမကျတာတွေတွေ့လာတယ်ယံခါကျတော့မထိမ့်သိမ့်နိုင်တော့အောင်ဒေါသပေါက်ကွဲလာတာမျိုးတွေတွေ့တတ်တယ်အဲ့ဒါလို့စိတ်အချင်းအကျပ် emotion တွေများလာလို့ရှိရင်ထပ်ပေါက်ရှာမရတော့ဘာလို့ကြဒီကနေ့ခေတ်အချို့ပုဂ္ဂိုလ်တွေကစိတ်ကိုဖြစ်စည်းမှုတွေကိုထွက်ပေါက်ရှာတဲ့အနေနဲ့ဝိရစေဝါတွေအသုံးပြုကြတယ်အယက်သေးစာတွေတောက်စားကြတယ်အဲ့ဒီနည်းနဲ့ထွက်ပေါက်ရှာလိုက်ကြတယ်ဆိုလိုတာကပြဿနာစိတ်ထဲမှာဖြစ်လာရင်ထိုပြဿနာကိုမေ့ပစ်ဖို့ကြိုးစားမေ့ပစ်ဖို့ကြိုးစားတဲ့နေရာမှာအာယုတစ်ခုနဲ့လွှဲဖယ်ပြီးတော့အစားထိုးပြီးတော့တကယ်ဖြစ်စည်းနေတာကိုဖယ်ရှားပစ်ဖို့မကြိုးစားပဲနဲ့စိတ်ကိုခိတ္တခဏမေ့သွားအောင်တခြားနည်းလမ်းတွေနဲ့ထွက်ပေါက်ရှာရအဲ့ဒီထွက်ပေါက်ဟာတကယ်အစစ်အမှန်ထွက်ပေါက်မဟုတ်သည့်အတွက်ကြောင့်ဒီထဲမှာပဲပြန်ဝဲလဲလာတကယ်ငြိမ်းချမ်းတဲ့အပြင်ကိုမရောက်မသွားပဲနဲ့အတွင်းထဲမှာတဝဲလဲလဲနဲ့ထွက်ပေါက်ရှာရင်နဲ့ဒုက္ခရောက်သွားကြအကျဉ်းချက်တွေပုံများလာယတနာတစ်ခုကနေနှစ်ခုဖြစ်လာတယ်နှစ်ခုကနေသုံးခုဖြစ်လာတယ်ဒီကနေ့ထွက်ပေါက်ကိုမှန်မှန်ကန်ကန်ထွက်ပေါက်ကိုမရှာနိုင်ဘူးဆိုလို့ရှိရင်ဒီလိုပဲပြဿနာတက်တာတချို့ကပြောကြတယ်မဟုတ်လားလူတယောက်ကွမ်းစားတတ်တဲ့အလေးချင်းလုံးလို့ကွမ်းဆွဲသွားတယ်ကွမ်းဆွဲသွားတာနဲ့ဘာနဲ့ဖြတ်ရမလဲလို့စဉ်းစားတယ်ထွက်ပေါက်ရှာတာပဲဒါကွမ်းကမဖြတ်နိုင်ဘူးမဖြတ်နိုင်တဲ့အတွက်ကြောင့်ဘာနဲ့အစားထိုးလို့ဆိုဆေးလိမ့်နဲ့အစားထိုးကွမ်းစားတာပြတ်ချင်လို့ဆေးလိမ့်နဲ့အစားထိုးတဲ့အခါကျတော့ကွမ်းလဲဖြတ်လို့မရဘူးနောက်ထပ်ဆေးလိမ့်ဆွဲတာတစ်ခုထပ်ပေါ်လာတယ်ကွမ်းရောဆေးလိမ့်ရောနှစ်ခုစလုံးဆွဲသွားအဲ့ဒါမျိုးလိုပဲစိတ်ရဲ့ထွက်ပေါက်ကိုအယက်သေးစာတို့မူရစေဝါတို့ဒါတွေနဲ့အစားထိုးပြီးတော့ထွက်ပေါက်ရှာမယ်ဆိုလို့ရှိရင်ပြဿနာတွေကပိုပြီးတော့ပဲတက်လာမယ်တဲ့ဒါကြောင့်မို့လို့အဲ့ဒီဖြေနီးကားတွေဟာမှန်ကန်တဲ့ဖြေနီးကားမဟုတ်ဘူးအဲ့ဒီထွက်ပေါက်ဟာမှန်ကန်တဲ့ထွက်ပေါက်မဟုတ်ဘူးတဲ့ရသော်ဘုရားဟောထားတဲ့ထွက်ပေါက်အလွန်သိမ်မွေ့ပြီးတော့အလွန်ထိရောက်တဲ့ထွက်ပေါက်ပဲအေးကောင်းပြီဘုန်းကြီးတို့တွေမှာယံခါစိတ်ထဲမှာအလိုမကျမှုဆိုတာဖြစ်တယ်ထို့အလိုမကျမှုကကြီးထွားလာလို့ရှင်ပေါက်ကွဲလာတယ်ဒေါသပေါ့ဒေါသဖြစ်လာတယ်ဗျာပါဒလို့ခေါ်တဲ့စိတ်ဟာငြိမ်းချမ်းတဲ့စိတ်ကလေးပျက်စီးလာဒေါသဖြစ်လာပြီဆိုလို့ရှိရင်လူရဲ့မျက်နှာဟာလည်းကြည်လင်ခြင်းမရှိတော့ဘူးပြုံးချိုခြင်းမရှိတော့ဘူးမျက်နှာအနေထားမှာပြောင်းလာအဲ့ဒါလို့စိတ်ရဲ့အလိုမကျတဲ့ဗျာပါဒတို့ဒေါသတို့ဖြစ်လာလို့ရှိရင်ထိုဒေါသကိုထွက်ပေါက်ရှာတာတချို့ကဘာတော့ကိုမကျေနပ်တဲ့ဟာတခြားနဲ့စားထုတ်သို့မဟုတ်မကျေနပ်တဲ့လူကိုတခုခုနဲ့အနိုင်ယူလိုက်တယ်အဲ့ဒီအနိုင်ယူလိုက်တာထွက်ပေါက်မဟုတ်ဘူးသို့သောလူတွေကအဲ့ဒါထွက်ပေါက်ထင်ပြီးတော့အဲ့ဒီကနေထွက်ကြတယ်ပြဿနာထပ်တက်လာတယ်ပေါ့မြတ်စွာဘုရားကအေးစိတ်ထဲမှာအလိုမကျတဲ့ဗျာပါဒရဲ့ထွက်ပေါက်စိတ်ကဘာလဲဆိုရင်မေတ္တာပါလို့မေတ္တာပွားရမယ်မေတ္တာပွားခြင်းဖြင့်ဗျာပါဒရဲ့ထွက်ပေါက်ကိုရရှိနိုင်တယ်ဒါမှန်ကန်တဲ့နည်းစနစ်ပဲလောကကြီးမှာမြတ်စွာဘုရားကဟောထားတယ်
ရန်ကိုရန်လင်းမတုံနဲ့ရန်ကိုရန်နဲ့တုံလို့ရှိရင်ဘယ်တော့မှမငြိမ်းဘူးတဲ့ဥပမာပေးထားတယ်မစင်ညစ်ကြေးတွေပေးနေတဲ့နေရာကိုရေနဲ့သာဆေးလို့ရတယ်ထိုမစင်အညစ်ကြေးနဲ့ဆေးကြောလို့မရဘူးပုတ်ပြီးတော့သာညစ်သေးသွားမယ်ရေစင်ရေတန်းနဲ့ဆေးကြောမှသာလည်းပြောင်းတယ်ထို့တူပဲဗျာပါဒလောက်ဆိုတဲ့အလုံးမကျတဲ့စိတ်ထဲမှာတင်းကျပ်လာတဲ့စိတ်ထဲမှာဖြစ်ပေါ်လာတဲ့ဒေါသဆိုတဲ့ emotion တစ်ခုဖြစ်ပြောင်းခြင်းတော့မေတ္တာဆိုတဲ့ထွက်ပေါက်ကသွားရမယ်တဲ့ဒါမေတ္တာစိတ်အလိုမကျနေတဲ့စိတ်ရဲ့မှန်ကန်တဲ့ထွက်ပေါက်တစ်ခုပါတဲ့ဒါကိုမြတ်စွာဘုရားကဟောတယ်ဘုရားမြတ်စွာဟောကြားတဲ့စကားလုံးတိုင်းပြောရလို့ရှိရင်နိတ္တရဏံဣတံဗျာပါဒတယတိထံမေတ္တာစေတောဝိမု ക്തി စိတ်ရဲ့လွတ်မြောက်မှုလို့ဆိုတဲ့မေတ္တာဟာဗျာပါဒလို့ဆိုတဲ့စိတ်အလိုမကျမှုရဲ့ထွက်ပေါက်ဖြစ်ပါတယ်ဘုန်းကြီးတို့တွေဒေါသဆိုတဲ့စိတ်ထဲမှာအလိုမကျမှုဒုတိယကိုမုန်းတိမှုဆိုတာတွေအဲ့ဒီမုန်းတိမှုအလိုမကျမှုဆိုတာကိုယ်တဏ္ဍာမှာဖြစ်နေလို့ရှိရင်စိတ်နှလုံးဟာပူလောင်နေတာအဲ့ဒီပူလောင်မှုတွေကိုမလိုချင်ဘူးထာဝရအေးချမ်းနေတာကိုလိုချင်တယ်ဆိုလို့ရှိရင်မေတ္တာနဲ့အစားထိုးလိုက်ပါတဲ့မေတ္တာဟာတကယ်ထွက်ပေါက်ပါမေတ္တာနဲ့အစားထိုးလိုက်လို့ရှိရင်ဗျာပါဒကလုံးဝနှလုံးသားထဲကနေယက်တည်နိုင်စွာမရှိတော့ဘူးတဲ့ဒါကြောင့်မို့ဒီနည်းစနစ်ဟာအမတန်မှလွန်ခဲ့တဲ့နှစ်ပေါင်း2500ကမြတ်စွာဘုရားကဟောထားခဲ့တဲ့လက်တွေ့ကျင့်သုံးရမယ့်နည်းစနစ်တစ်ခုဖြစ်ပါတယ်မေတ္တာဆိုတဲ့နေရာမှာမေတ္တာရဲ့စွမ်းရည်တတ္တိတွေကအဆင့်ဆင့်ရှိတယ်ဆိုတာကိုသတိထားဖို့တော့လိုတယ်ပေါ့အရာထဲမှာပြောနေတဲ့တမ္မာမေတ္တာတူမေတ္တာတူမှာဆိုတာအခြေခံမေတ္တာလေးအဆင့်နဲ့မကဘူးထိုအခြေခံမေတ္တာလည်းလိုအပ်ပါတယ်ထိုအခြေခံမေတ္တာတဲ့ပို့ပြီးတော့စွမ်းအားထက်တဲ့မေတ္တာဆိုတာလေ့ကျင့်ယူမှရတယ်ပေါ့မလေ့ကျင့်လို့ရှိရင်အာမကောင်းဘူးဒါလည်းမှန်တယ်လူခန္ဓာကိုယ်တန်ဆွမ်းဖို့အတွက်ဘာလို့ physical exercise လုပ်ရ physical exercise လုပ်ရတယ်အပြေးသမားတွေပြေးရတယ်ဘောလုံးသမားတွေလေ့ကျင့်ရတယ် physical exercise လုပ်ရဘယ်ဟာပဲဖြစ်ဖြစ်လေ့ကျင့်ခံယူရထို့တူပဲမေတ္တာတွေစွမ်းအားထက်လာလေ့ကျင့်ခံယူဖို့လိုတယ်တဲ့မေတ္တာကိုပြိုးပြီးတဲ့အခါထိုမေတ္တာတွေဟာပို့ပြီးတော့ကိုယ်တဏ္ဍာမှာခိုင်မာတဲ့ခိုင်မာလာအောင်စွမ်းရည်တွေတက်လာအောင်လေ့ကျင့်ပြီးယူဖို့လိုတယ်ဒီနေရာမှာမေတ္တာနဲ့ပတ်သက်ပြီးတော့လေ့ကျင့်နည်းအကျဉ်းလေးကိုပြောရမယ်ဆိုလို့ရှိရင်ပထမလေ့လာရမှာကမေတ္တာဆိုတဲ့သဘောတရားကိုလေ့လာခြင်းပြီဆိုလို့ရှိရင်ကိုယ်တဏ္ဍာမှာမေတ္တာဆိုတာကိုတွေ့အောင်ရှာဖို့လိုတယ်အရက်ထဲမှာတော့တဏှာရာဂနဲ့ချစ်တဲ့အချစ်ကိုမေတ္တာလို့အရက်ထဲမှာခေါ်နေတယ်အဲ့ဒါနဲ့လုံးဝမတူဘူးအဲ့ဒါနဲ့ရောထွေးသွားတတ်တယ်ဆိုလိုတာကရာဂနဲ့မေတ္တာရာဂနဲ့မေတ္တာဟာဆင်းဆင်းတူတယ်ဒုတိယကိုချစ်ခင်ပြီဆိုလို့ရှိရင်ဖေးပါပေးခြင်းလားမေတ္တာကလည်းတတ္တဝါတွေပေါ်မှာဖေးပါပေးတဲ့သဘောရှိတယ်အလုံးပေါ်မှာအကျိုးလိုလားတဲ့သဘောရှိတော့သဘောချင်းကနီးနေတယ်နီးနေသည့်အတွက်ကြောင့်မေတ္တာစစ်ဖြစ်ဖို့ဆိုတာအမှန်တမ်းခရင်သွားမေတ္တာကိုဘာကနေဝင်ပြီးတော့အယောင်ဆောင်တတ်တယ်လဲလို့ဆိုရင်ရာဂကမေတ္တာအယောင်ဝင်ပြီးတော့ဆောင်တတ်တယ်တဲ့လှိစားမှုလို့ခေါ်တယ်ဒါကြောင့်မို့နိတ္တိအထက်ကထာဆိုတဲ့ကျမ်းမှာလှည့်စားမှုတွေနဲ့ပတ်သက်ပြီးတော့ရေးထားတာရှိအဲ့ဒါတွေကိုစုစည်းပြီးတော့မြန်မာနိုင်ငံမှာရွှေကျင်ကိုင်းကြီးကိုတည်ထောင်သွားတဲ့
မင်းတို့မင်းလက်ထက်ကရွှေကျင်ဆရာတော်ကြီးဆိုတာမန္တလေးတောင်မြောက်ဘက်မှာရွှေကျင်တိုက်တွေရှိတယ်အဲ့ဒီရွှေကျင်ဆရာတော်ကြီးရေးတဲ့စာအုပ်တော့ရှိတယ်ဝိဇနာဓိပနီလှည့်စားမှုတွေကိုထင်ရှားပြတဲ့ကျမ်းအဲ့ဒီဝိဇနာဓိပနီဆိုတာလှည့်စားမှုတွေကိုတရုပ်ဖော်ထားတာအစဆုံးဘာနဲ့တရုပ်ဖော်ထားတော့ဆိုရင်ကြည့်ရာဂောမေတ္တာယဝိဇ္ဇေတိအဲ့ဒီစကားလုံးလေးပါရာဂောမေတ္တာယဝိဇ္ဇေတိတဏှာရာဂသည်မေတ္တာရောင်ဆောင်ပြီးတော့လှည့်စားသွားတတ်တယ်အဲ့ဒါကြောင့်မို့လို့တဏှာနဲ့မေတ္တာကွဲအောင်အရင်ကြည့်ဖို့လိုတယ်မေတ္တာဆိုတာသူ့အကျိုးကိုလိုလားတဲ့စိတ်ဓာတ်တဏှာဆိုတာကိုယ့်အကျိုးကိုဦးစားပေးတာမေတ္တာဆိုတာဆွန့်လွတ်နိုင်တယ်တွေ့တာမနေဘူးတဏှာကမဆွန့်လွတ်နိုင်ဘူးအမြဲတမ်းကွဲပြားခြားနားမှုတွေရှိတယ်တဏှာချင်းနဲ့မေတ္တာချင်းတဏှာချင်းကပူလောင်တယ်မေတ္တာချင်းကအေးမြတ်မေတ္တာဆိုတာအတွေ့အတာကင်းတယ်ကောင်းကျိုးချမ်းသာကိုလိုလားတဲ့စိတ်သဘောပဲမေတ္တာဆိုတာသူ့အတွက်တဏှာဆိုတာကိုယ့်အတွက်စဉ်းစားကြည့်လေလူတွေကဘသူကိုခင်ပါတယ်ချစ်ပါတယ်နဲ့ပြောနေကြတကယ်ချစ်တာဟုတ်ကလားလို့ဆိုတကယ်ဆန်းစစ်ကြည့်လိုက်တဲ့အခါကျတော့သူ့ကိုချစ်တာမဟုတ်ဘူးသူ့မြင်နေရလို့ရှိရင်ကိုယ်စိတ်ချမ်းသာအဲ့စိတ်ချမ်းသာမှုလေးကိုချစ်တာဒါကိုလူတွေမျက်စိလဲသွားတယ်ကြည့်လေစဉ်းစားကြည့်အမေကသားသမီးကိုချစ်တယ်အဖေကသားသမီးကိုချစ်တယ်ဒီလိုပြောကြကဲအမေချစ်တဲ့သားသမီးအဖေချစ်တဲ့သားသမီးကအမေစကားနားမထောင်ဘူးအဖေစကားနားမထောင်ဘူးဆိုလို့ရှိရင်နောက်ဆုံးကြတော့အမေအဖေကချစ်နိုင်မှာအောင်မလားအမေအဖေကဒီသားလေးဒီသမီးလေးကိုကြည့်ပြီးတော့သူ့ရဲ့စိတ်ကျေနပ်မှုကလေးရနေတာအဲ့ဒါကိုချစ်တာသူ့ရဲ့စိတ်ကျေနပ်မှုလေးကိုဖြက်လို့ဖြက်စီးလှုပ်လာပြီဆိုရင်သွားတော့သတင်းစာတွေကထည့်ပြီးတော့သားသမီးတွေအမွေပြတ်ကြော်ညာတာတွေမရှိဘူးလားရှိတယ်။ဘာဖြစ်လို့အမွေပြတ်ကြော်ညာရတာလဲလို့ဆိုရင်သူ့ရဲ့ပီတိသောမနတဆိုတဲ့ခံစားချက်လေးကိုဖြည့်ဆည်းပြလို့တဲ့အဓိပ္ပာယ်ကဒါပဲဒီသားဒီသမီးကိုအာယုံပြုတ်ပြီးတော့ပီတိသောမနတလေးသူမရတော့မရသည့်အတွက်ကြောင့်မင်းမနေနဲ့တော့ပဲဒါပဲအဲ့တော့တဏှာချက်နဲ့မေတ္တာချက်ကအလုံးကွာမေတ္တာချက်ဆိုတာဒါမျိုးမဟုတ်ဘူးကျိုးစီးပွားကိုလိုလားတယ်ကောင်းစားစေခြင်းနဲ့ကြီးပွားစေခြင်းနဲ့သို့တော့တွေ့တာမနေဘူးကိုယ့်အတွက်မစင်စားဘူးသူ့အတွက်တစ်ဖက်သက်စဉ်းစားတယ်ဟောမေတ္တာဒီရဲ့ရှင်းအောင်ပြောရမယ်ဆိုလို့ရှိရင်မေတ္တာဆိုတာမိတ်ဆွေရဲ့စိတ်ဓာတ်ကိုခေါ်တာပါဒီစကားလုံးလေးဖြစ်လာတာကိုအကြည့်မိတ္တတဧတာမေတ္တာမိတ္တတမိတ်ဆွေတန်ငယ်ချင်းရဲ့ဧတာဥစ္စာဖြစ်တဲ့စိတ်သဘောထားပဲမေတ္တာမိတ်ဆွေတန်ငယ်ချင်းရဲ့စိတ်သဘောထားစိတ်နေစိတ်ထားအဲ့ဒါဟာမေတ္တာစဉ်းစားကြည့်လို့ရှိရင်လူတိုင်းမှာမိတ်ဆွေသင်္ကားတွေရှိကြတယ်အပေါင်းအသင်းတန်ငယ်ချင်းတွေရှိကြတယ်တငယ်ချင်းနဲ့စကားပြောရင်ပျော်တယ်တငယ်ချင်းနဲ့တွေ့ရရင်ပျော်တယ်တငယ်ချင်းနဲ့နေခြင်းနဲ့တငယ်ချင်းရဲ့အကျိုးစီးပွားကိုလိုလားတယ်ဟောအဲ့ဒီစိတ်ဓာတ်မျိုးလေးတွေဟာမေတ္တာလို့ခေါ်တာပဲအဲ့ဒီမေတ္တာသည်ခုနကတဏှာရာဂဆိုတဲ့အချက်နဲ့မတူဘူးတဲ့ကောင်းပြီမေတ္တာဆိုတဲ့သဘောတရားဟာအာရောဒအမုန်းကင်းစင်တဲ့သဘောတရားကောင်းကျိုးချမ်းသာကိုလိုလားတဲ့ကြီးပွားစေခြင်းတဲ့သဘောတရားလေးပဲအဲ့ဒီသဘောတရားလေးဟာမိမိရဲ့တဏ္ဍာမှာ
Pingoga, Shini Vivelu, Lichin Pima, a swantame, Malaysian Swamtepu. Ero Mita Sure the body ago, Pane Legion, I you never legion. Say the coup, Temiala on legion, I you never legion. Date on Paneloa, Chownet Tuya. Chowbody Miro Tuima, Tate. Todue, he made a Mita Sita Leha, Kaima Chitwala, Panelo, I you never lopia. I you more for Timbiro, legion. Meta leaching angle. For you know, without it met Janima, Shenshin Yetara, she there. Meta go leaching and loaded and need a cook. Nama, Kudo Yayo, Pore, Meta Mum Hobu. Nama Kudo Yayo, Pore Meta, Tavi Tata, Awira, Hondunet, Sorabo. Yashiko in the Meta Puravali, Tadwari, Chana Javazi. Eddie Hamu, Joram Hobu. Meta leaching and Wimi Sura, meditation and logo loa Mavura. Meditation Ponzane, Meta, Ionet leaching. Ayon Sura Pale Tatwa. Made sweet, Tangachin. Tashi Tatwa, and Legiame. The Dora Luna Malaysian Lumiavu. Be one my lessons she needed book on the legion. Tommy, legion made solution. Poco, you chair element never did. Attention, there Poco, Tade Poco, Naushi that him. Tade Poco, me in it, Roma Almo, they don't be the Poco for my Midama Pole. Meta legion be a Eugene solution, Tade Poco Petala. Let's see, at that time, Hashi the Bogo, Yuva. Erelu Yude Kamaleve, Lu, Tomula Quella. Tomula Quella. The Uga Gulne Emetan came in needed Bogo, Hora, the U. Who the Uga? Keleme Mone, Daman Bogo. Now the Uga Monde Poyandu. Don't you quite like Bogo don't sashi, do I look at it? Don't sashi, name Mave, and Ya Ashi. Da Yevoya Ashi, Pura Gabo. Every time Pebogo, Yuamle, Mita Sabi or Purome solution. Gone Kenlema came Mone Bogo, Doi Yuame so in Mita Pubo Kalime. Papilo Rosa. Tuboma came Makena. Or Tubo, two, you look a shifu, but man. Yandu go Yumlazo, Yandu Doye or Toda Shemave, Mita Pulu Mayabu, Tajamu, Yandu Lemmy. Ero, Pia Pogalasora. Go came in chicken and Bugu, you like Ba. Mita Poromeso, Eragasa, Eri Bugu, you. The Yuide near Maleve, not a good Tazia. Lane do go where you are made, Linguego Tomajuya. Soloraga. Mita Pome Bogudi, Amuda Soy, Amuda Tange Genega, Jui. Amudami Soy, Amudami Jui. Amudaga, Amudamigo, Toy Juime, Amudamiga, Muda, Toy Juime. Muda, Mudamigo, Yume, Lane Matura, Toy Lucy, Mita Pime Esa, Tanaragari Chita Tate, and the sheet. Tajao, Edilu Yuya. Amuda Soy, Amuda chicken and Boko Yue, Amudami Soy, Amudami chicken and Boko Yue. Edilu Yuebiro, Setaku, Lichin Bia. Mita Saiku, Legion Beya. Any legion of a solution, a Sabatama Balofu Lule. Naishim Muha Medama Yeji Yamalu Joy, Pamalu Yuri Pioresaga, Gujinsa Taya Sura Mashula. Shide, Gujinsa Taya Tadapu Dre, Kuku,
အရင်ဆုံးကိုစဉ်းစားလိုက်ပါမေတ္တာပို့လိုက်ပါကိုမေတ္တာပို့တာကတော့ဒါကဘာဝနာအတွက်မဟုတ်ဘူးလေ့ကျင့်တာမဟုတ်ဘူးလွယ်အောင်လို့ပြင်ဆင်လိုက်တဲ့သဘောပဲဆိုပါစို့မေတ္တာပို့တဲ့အခါမှာချမ်းသာပါစေလို့ပြောချင်တာလားသို့မဟုတ်ကျမ်းမာပါစေလို့ပြောချင်တာလားသို့မဟုတ်အဆင်ပြေပါစေလို့ပြောချင်တာလားတစ်ခုခုပဲကိုကြိုက်တဲ့ဟာနဲ့ပြောလို့ရတယ်ကျမ်းမာပါစေလို့ပြောချမ်းသာပါစေလို့ပြောအရာခတ်သိမ်းမှာအဆင်ပြေပါစေလို့ပြောအောင်မြင်ကြီးပွားပါစေလို့ပြောဘာနဲ့ပြောပေါ့အဲ့ဒီအတွေးလေးကိုထိုပုဂ္ဂိုလ်ပေါ်မှာပြောရမယ်ဆိုပါစို့ဘုန်းကြီးတို့တွေယောက်ျားဆိုရင်ယောက်ျားကလေးတန်ငယ်ချင်းမိန်းကလေးဆိုမိန်းကလေးတန်ငယ်ချင်းပေါ့ကိုကိတ္တရာ friend တွေများတယ် girlfriend boyfriend ကိုယ့်အကိုယောက်ျားလေးဆိုယောက်ျားလေးတန်ငယ်ချင်းကိုရွေးမိန်းကလေးဆိုမိန်းကလေးတန်ငယ်ချင်းရွေးပြီးတဲ့အခါကိုတယောက်တည်းနေတဲ့အချိန်လေးမှာထိုပုဂ္ဂိုလ်ရဲ့မျက်နှာစိတ်ထဲမှာပေါ်လာအောင်ပုံဖော်လိုက်ပုံဖော်လို့မရဘူးဆိုရင်ဓာတ်ပုံလေးတစ်ခုတောင်းကိုရှိမှချပေါ့ဓာတ်ပုံနဲ့ကြည့်ပြီးတော့ပုံဖော်ပေါ့စိတ်ထဲမှာပုံဖော်လို့ရရင်စိတ်ပုံဖော်လိုက်သူ့ရဲ့ပြုံးရွှင်နေတဲ့မျက်နှာကြည်နူးနေတဲ့မျက်နှာလေးကိုကြည့်ပြီးတော့အစင်ထာဝရပြုံးနိုင်ပါစေချမ်းသာပါစေကျမ်းမာပါစေရှင်လန်းပါစေကိုလိုချင်တဲ့စကားလုံးလေးတစ်ခုနဲ့အသုံးချပြီးတော့အဲ့ဒီစိတ်ကလေးထပ်တလဲလဲဖြစ်နေအောင် repetition လုပ်တာခေါ်ထပ်ပြီးတော့ဖြစ်တခါတည်းမဟုတ်ခုခေတ်သချင်းဆိုတဲ့အခါ repeat တွေပေါ်တော့မဟုတ်လားထပ်ကြော့နေတာလေအဲ့တော့မေတ္တာကြော့နေရဘယ်နဲ့ပြန်ကြော့ရမလို့ဆိုရင်တဏှာကြီးလုံးရင်တဏှာကြီးလုံးကြော့နေရမှာပဲအဲ့ဒါလို့ဓာများသွေးတဲ့အခါမှာကြောက်နေဒီလိုပုတ်နေတယ်လို့ပဲဒီချမ်းသာပါစေဆိုတဲ့စိတ်ကလေးနဲ့ခုနကဣယပုဂ္ဂိုလ်နဲ့ပုတ်ပေးနေရအဲ့ဒါလေ့ကျင့်နေတာလို့ခေါ်တယ်အဲ့ဒါလို့ပုတ်ပေးနေလိုက်တဲ့အခါမှာဘယ်လိုအနေထားထီအောင်ရောက်လာတယ်လဲလို့ဆိုရင်ဘယ်နေရာသွားဒီပုဂ္ဂိုလ်ရဲ့မျက်နှာပဲမြင်နေတယ်မျက်စိတွေကဒီပုဂ္ဂိုလ်မျက်နှာမထွက်အိပ်မပြောသေးခင်သူ့မျက်နှာပဲမြင်နေတယ်တခြားအသိမမြင်စိတ်ကအဲ့ဒီပုံမှာပဲစိတ်ဟာငြိမ်ကြလာပေါ့အဲ့ဒါလို့ငြိမ်ကြလာတဲ့အပေါ်မှာမေတ္တာစိတ်ကလေးနဲ့ထပ်ပြီးတော့ပုတ်ပေးနေလို့ရှိရင်နောက်ဆုံးမှာတမာရီတွေစွမ်းအားတွေကောင်းလာလို့ရှိရင်ဇန်တောင်ရလာတယ်ဗမာတွေကဇန်ဆိုရင်ကောင်းကင်ပြန်တာကြီးပဲအောင်းမေ့တယ်ဒါကောင်းကင်ပြန်တာကိုပြောတာမဟုတ်ဘူးဇန်ရတယ်ဆိုတာအဲ့ဒီအာယုံလေးပေါ်ကိုအမြဲတမ်းစူးစိုက်ပြီးတော့နေနိုင်တဲ့စွမ်းအားတတ္တိလေးရလာတာပြောတာနော်ပထမဇန်ဆိုတဲ့စွမ်းရည်တတ္တိကိုလိုချင်တဲ့အချိန်လေးရလာမယ်ဇန်ဆိုတာဘာကိုပြောတာလဲလို့ဆိုရင်ခုနကတငယ်ချင်းရဲ့မျက်နှာပေါ်မှာစိတ်ကလေးအမြဲရောက်နေအောင်ပို့ပေးနေတဲ့ဝိတက်လို့ခေါ်တဲ့သဘောတရား initial application နဲ့အဲ့ဒီပေါ်မှာထိုမျက်နှာကလေးပေါ်မှာရင်ဝဲနေတဲ့စိတ်ဟာခွာလို့မရတော့တဲ့အနေအထားမျိုးဖြစ်နေတဲ့ sustain application ဆိုတဲ့ဝိစာရဝိတက်တဲ့ဝိစာရခုခေတ်တော့ပါလဲfertilizer ကိုလည်းဝိစာရလို့ခေါ်တာရှိသေးတယ်အဲ့ဒါနဲ့တော့မရောနဲ့နော်ဝိတက်တဲ့ဝိစာရတဲ့ဝိတက်ဆိုတာအာယုံပေါ်စိတ်ကလေးကိုပုတ်တင်ပေးနေတာဝိစာရဆိုတာအာယုံလေးနဲ့စိတ်နဲ့ကွာမတော့အောင်လှုပ်ဆောင်ပေးနေတဲ့သဘောအဲ့ဒီအာယုံလေးနဲ့စိတ်ခြေနှက်နေတာပိဋိစိတ်ခြေနှက်တယ်လို့စိတ်ထဲမှာငြိမ်းချမ်းနေတာဒုက္ခအဲ့ဒီအာယုံလေးကိုစိတ်ကခွာလို့မရတာကဧကဂတအဲ့ဒီ၅ခုဟာဟန်ချက်ငြိမ်ကြီးအလုံးလုံးနေပြီဆိုလို့ရှိရင်ပထမဇန်လို့ခေါ်တယ်ပထမဇန်ရပေါ့တကယ်ချင်းရဲ့မျက်နှာလေးပေါ်မှာအလုံးလုံးနေပြီချမ်းသာပါစေရှင်လန်းပါစေကျမ်းမာပါစေဆိုတဲ့စိတ်ဓာတ်ကလေးပွားပြီးတော့အလုံးလုံးနေအဲ့ဒီအလုံးလုံးနေလို့ရှိရင်ခုနကအင်္ဂါရက်တိပြည့်စုံလိုက်ရင်ပထမဇန်ပဲဒီတဲ့စွမ်းအားမြှင့်လိုက်တဲ့အခါကျတော့တွေးနေเสียမလိုဘူးဝိတက်ဆိုတာမလိုတော့ပဲနဲ့
အာယုန်လေးကခွာလို့မရတာရဲ့ကျေနပ်နေတာရဲ့နော်စိတ်ထဲကချမ်းမြေ့နေတာရဲ့တည်ငြိမ်နေတာရဲ့ဒီသဘောလေး၄မျိုးလေးနဲ့ဖွဲ့စည်းလိုက်တာကြတော့ဒုတိယဇန်အဆင့်လို့ခေါ်တယ်နောက်တစ်ခါဒီတဲ့တမာတိစွမ်းအားတွေမြှင့်လိုက်တဲ့အခါကျတော့အာယုန်မှာဒီအာယုန်လေးနဲ့စိတ်လေးနဲ့တွေ့ကပ်နေအောင်လုပ်ပေးเสียမလို့တော့ပဲနဲ့ထိုအာယုန်လေးပေါ်မှာရှင်းတတ်နေတာရဲ့နှစ်သက်နေတာရဲ့တည်ငြိမ်နေတာရဲ့ဒီအခြေအနေ300ခလေးနဲ့ထိုအာယုန်ပေါ်မှာယက်တည်နေလို့ရှိရင်တတိယဇန်လို့ခေါ်တယ်။အော်မေတ္တာပွားတဲ့ပုဂ္ဂိုလ်ဟာအဲ့လိုဇန်3ဆင့်ထိအောင်ရနိုင်တယ်။အဲ့ဒီဇန်3ဆင့်ရသွားမှစေတောဝိမု ക്തി လို့ခေါ်တာ။စိတ်လေးဟာဗျာပါဒကလွတ်သွားပြီတဲ့။ဒေါသတွေကလုံးဝလွတ်နေတဲ့စိတ်တဲ့အဲ့ဒီချိန်စေတောဝိမု ക്തി ဆိုတာပို့ပြီးတော့ဒီလုံးဝလွတ်မြောက်လာတဲ့အနေအထားတစ်ခုရောက်လာအောင်လေ့ကျင့်ယူထားတဲ့မေတ္တာကိုပြောတာတာမန်မေတ္တာကိုမေတ္တာလို့ပဲသုံးတယ်စေတောဝိမု ക്തി ဆိုတဲ့စကားလုံးလေးထည့်သုံးလိုက်လို့ရှိရင်ထိုမေတ္တာဒီဇံအခြေအနေထိအောင်ရောက်နေတဲ့မေတ္တာမျိုးလို့ဒီလိုပြောတာကဲကောင်းပြီပိယပုဂ္ဂလလို့ခေါ်တဲ့ကိုချစ်ခင်တဲ့ယဉ်နီးတဲ့မိတ်ဆွေနဲ့လေ့ကျင့်လိုက်လို့အောင်မြင်သွားတဲ့မေတ္တာလေးကိုဒီတိုင်းမထားနဲ့အောင်မေတ္တာကိုဖြန့်ကျက်ကြည့်အောင်ထိုမေတ္တာလေးကို transfer လုပ်အောင်ဘယ်သူ့ပေါ် transfer လုပ်မလဲဆိုရင်ချစ်လည်းမချစ်မုန်းလည်းမမုန်းနဲ့ကိုမသိတဲ့ပုဂ္ဂိုလ်ပေါ်မှာပြောင်းကြည့်လိုက်ပြောင်းကြည့်လိုက်လို့ရှိရင်ဒီမေတ္တာသဘောတရားလေးဟာရော့ကျမသွားဘူးကိုချစ်ခင်တဲ့ပုဂ္ဂိုလ်ပေါ်မှာထားတဲ့စိတ်အခြေအနေဟာမုန်းလည်းမမုန်းချစ်လည်းမချစ်တဲ့ပုဂ္ဂိုလ်ပေါ်မှာသွားထားလိုက်လို့အခြေအနေပြောင်းလဲသွားတယ်ဆိုလို့ရှိရင်ပြန်လေးကျင့်ဒီမှာပြန်လေးကျင့်ပြောင်းလဲမသွားဘူးဆိုလို့ရှိရင်ဒါဒုတိယအဆင့်အနေနဲ့အဆင်ပြေသွားပြီကဲနောက်တစ်ခါပုဂ္ဂိုလ်2ယောက်ပြောင်းလိုက်ပြီနော်ပထမပိယပုဂ္ဂလဒုတိယမစ္ဆတအလယ်အလတ်ပုဂ္ဂိုလ်ပေါ်မှာပြောင်းကြည့်လို့အခြေအနေမပြောင်းဘူးဆိုရင်နောက်တစ်ယောက်ပေါ်မှာပြောင်းကြည့်အဲ့ဒီပုဂ္ဂိုလ်ကကိုယ်နဲ့မတည့်မုန်းတီးတဲ့ကိုယ့်ရဲ့ယန္တုလို့ဆိုတဲ့ပုဂ္ဂိုလ်ပေါ်မှာပြောင်းကြည့်လိုက်လို့ဒေါသလေးဖြစ်လာလို့ရှိရင်အေးမေတ္တာမကြန့်ခိုင်သေးဘူးပြန်ပြီးတော့လေ့ကျင့်အောင်ကိုမေတ္တာပြန်လေ့ကျင့်ပြီးတဲ့ခါပြန်စမ်းသပ်ကြည့်လိုက်အာယုံပြောင်းပြီးတော့ကိုယ်နဲ့မတည့်တဲ့လူပေါ်မှာမေတ္တာထားကြည့်ထားလို့ရသွားပြီဆိုလို့ရှိရင်တော့ဒီမေတ္တာဟာတော်တော်ခိုင်မာသွားပြီလို့ပြောဒါစမ်းသပ်တဲ့နည်းအဲ့လိုလုပ်ပြီးတော့တလောကလုံးမှာရှိတဲ့တတ္တဝါတွေပေါ်မှာမေတ္တာထားနိုင်အောင်ကြိုးစားနောက်ဆုံးမှာလူ၄ယောက်ကြည့်လိုက်နံပါတ်1ကကိုယ်တိုင်မိမိကိုယ်တိုင်နံပါတ်2ကကိုချစ်ခင်တဲ့ပုဂ္ဂိုလ်နံပါတ်3ကချစ်လည်းမချစ်မုန်းလည်းမမုန်းတဲ့တာမန်ပုဂ္ဂိုလ်နံပါတ်4ကယန္တုအဲ့ဒီပုဂ္ဂိုလ်၄ယောက်ထိုပုဂ္ဂိုလ်၄ယောက်သည်အပိုင်းအခြားတွေလူဆိုတာကိုယ်ပိုချစ်တတ်တယ်နော်ကိုယ်ပိုချစ်တတ်တယ်အဲ့ဒီ၄ယောက်ကိုယန္တုလို့လည်းမမြင်တော့ကိုယ်လို့လည်းမမြင်တော့ဘူးကိုမိတ်ဆွေလို့လည်းမမြင်တော့ဘူးဟုတ်လားကိုနဲ့မသိတဲ့ပုဂ္ဂိုလ်လို့လည်းမမြင်တော့ဘူးကိုယန္တုလို့လည်းမမြင်တော့ဘူးအားလုံးဒီ၄ယောက်စလုံးဟာတစ်မျိုးတည်းတစ်ခုတည်းမြင်သွားပြီဆိုလို့ရှိရင်ဒီလူရဲ့မေတ္တာဟာအစွမ်းထက်ဆုံးအဆင့်ရောက်သွားပြီပေါ့အဲ့ဒါကိုဥပမာလေးတစ်ခုပေးထားတယ်နော်ဒီပုဂ္ဂိုလ်၄ယောက်ကိုဆိုပါစို့ရှင်းတော့ကလူကိုတတ်ပြီးတော့ရစ်ပူဇော်တဲ့အလေးထားရှိတယ်တောထဲမှာနေတဲ့ယဟန်တွေဒီလိုပဲရစ်ပူဇော်တာခံလိုက်ရတာမျိုးတွေရှိတယ်အဲ့ဒီမှာလာပြီးတော့တောင်းမယ်ရစ်ပူဇော်ဖို့အတွက်တယောက်လိုက်ခဲ့ပါဟောတယောက်လိုက်ခဲ့ပါဆိုလို့ရှိရင်အဲ့မှာနေနေတာကမိမိကိုယ်တိုင်ရဲ့ကိုယ်ပိတ်ဆွေရဲ့တာမန်ပုဂ္ဂိုလ်တယောက်ရဲ့ကိုယ်နဲ့မတည့်တဲ့ပုဂ္ဂိုလ်တယောက်၄ယောက်ရှိတယ်အဲ့၄ယောက်ထဲကနေဘယ်သူပေးမလဲဘုန်းကြီးတို့စဉ်းစားကြည့်ကြတယောက်ယောက်တော့လိုက်ရဘယ်သူပေးမလဲကိုယ်စိတ်ထဲဘယ်သူပေးမလဲဟောသူတို့၃ယောက်တော့နေပါစေငါပဲအနစ်နာခံလိုက်ပါမယ်ဆိုရင်ကိုယ့်ကိုယ်ပေါ်မှာမေတ္တာပြတ်တယ်ရောက်တယ်ဟောသူ့မေတ္တာမဟုတ်သေးဘူးမမျှတာဘူးလို့ပြော
အဲ့လိုမဟုတ်ဘဲနဲ့ငါနဲ့မတည့်တဲ့ကောင်လိုက်သွားဆိုလို့ရှိရင်ဟာရန်သူပေါ်မှာအမုန်းစိတ်မပြောင်းသေးတာပဲအဲ့ဒီ၄ယောက်စလုံးကိုတယောက်မှမပေးနိုင်ဘူးအားလုံးဟာတူတူပဲဖြစ်နေတယ်ဘယ်သူ့ကိုမှရွေးလို့မရတော့ဘူးဆိုလို့ရှိရင်အဲ့ဒီမေတ္တာဟာကန့်တတ်ချက်တည်ကြော်ဖြတ်သွားတဲ့အမြဲတမ်းခိုင်မာတဲ့မေတ္တာတရားဖြစ်သွားပြီလို့ဒီလိုဆိုတာအဲ့ဒါလိုလေ့ကျင့်ပြီးတဲ့အခါမှာတလောကလုံးမှာရှိတဲ့တ attva တွေပေါ်မှာမေတ္တာတရားကိုဖြန့်ကျက်ပြီးတော့နေမယ်ဆိုလို့ရှိရင်ဒေါသဆိုတာလုံးဝလာလို့မရတော့ဘူးတဲ့နောက်ဆုံးမှာတို့မေတ္တာကိုအခြေခံပြီးတဲ့အခါမှာဘာလို့อ่ะထိုမေတ္တာစိတ်ဓာတ်မှာပါတဲ့တဘာဝတရားတွေကိုရှုမှတ်ဆင်ခြင်ပွားများအထောက်လိုက်ထိုမေတ္တာနဲ့ရှင်ပြီးတော့ဖြစ်ပေါ်လာတဲ့စိတ်အခြေအနေတွေကနန္တရားထိုမေတ္တာရဲ့တရားနှလုံးသားကရုပ်တရားဟောရုပ်နဲ့နာနဲ့ဒီနှမျိုးရှိတယ်ဆိုတာကိုသဘောပေါက်လာလို့ရှိရင်ဒါဝိပဿနာလမ်းကြောင်းပဲစဝင်လာတာပဲသမထကနေဝိပဿနာပြောင်းတယ်လို့ခေါ်တယ်မေတ္တာစိတ်ဓာတ်ကိုရှုတာဟာနန္တရားကိုရှုတာထိုမေတ္တာစိတ်ဓာတ်ရဲ့တရားမှီရာနှလုံးသားရုပ်တရားတွေကိုရှုတာကရုပ်ကိုရှုတာဟောရုပ်နဲ့နာနဲ့ကွဲသွားပြီဆိုရင်နာမရူပပြိစ္ဆေဒညာအဲ့ဒီယုံနာနှစ်ခုကွဲသွားပြီးတဲ့အခါဒီယုတ်ထီနံတွေဟာဘာကြောင့်ဖြစ်တာတုံးလို့အကြောင်းတရားကိုလေ့လာသုံးသပ်နိုင်တဲ့အသိဉာဏ်တစ်မျိုးထပ်ဆင့်ရလာပြီဆိုရင်ပစ္စယပရိက္ခဉာဏ်အဲ့ဒီဉာဏ်နှမျိုးကိုအခြေခံပြီးတော့ဒီယုံနာဓမ္မသင်္ခါရတွေနဲ့အသိဉာဏ်လေးနဲ့ဆက်ပြီးတော့အလုပ်လုပ်သွားတဲ့အခါမှာမမြဲတဲ့သဘောတွေတွေ့လာတယ်ဖြစ်ပြီးပြတ်သွားတဲ့သဘောတွေတွေ့တယ်ဖြစ်ပြမှုတွေကအမြဲတမ်းနှိမ့်ဆက်နေတဲ့ဒုက္ခသဘောတွေတွေ့လာတယ်မဖြစ်ရအောင်မပြတ်ရအောင်ကိုယ်မှာစွမ်းရင်တတ္တိတွေမရှိဘူးဆိုတာသိလာတဲ့ကိုယ်ဆန္ဒအတိုင်းမဖြစ်ဘူးဆိုတာသိလာတဲ့အနတ္တသဘောတွေပေါ်လာတယ်အဲ့ဒါလို့မေတ္တာနဲ့ပတ်သက်ပြီးတော့ယုတ်တရားနံတရားတွေပေါ်မှာအနိစ္စလို့လည်းရှုနိုင်လာတယ်ဒုက္ခလို့ရှုနိုင်လာတယ်အနတ္တလို့ရှုနိုင်လာတယ်သမထနာဉာဏ်အဲ့ဒီကနေပြီးတော့ဆက်လက်ပြီးဖြစ်တာပြတ်တာလေးကြီးပဲအာယုံစိုက်မိလာတဲ့အခါကျတော့ဥရိယဗျဉာဏ်ထိုဥရိယဗျဉာဏ်ကနေပြီးတော့ရင့်တန်လာတဲ့အခါကျတော့ဖြစ်တာဆိုတာကိုတည်ပြီးတော့အာယုံမပြုတ်နိုင်တော့ဘူးပြက်နေတာတွေကဉာဏ်တော်အားကြီးသည့်အတွက်ကြောင့်အပြက်ပဲမြင်နေတာမျိုးကြတော့ဘင်္ဂဉာဏ်လို့ခေါ်တယ်အဲ့ဒါလို့ပြက်တာတွေကြီးမြင်နေသည့်အတွက်ကြောင့်စိတ်ထဲမှာဘာပေါ်လာတယ်ဉာဏ်ထဲမှာဘာပေါ်လာတာဟာပြက်နေတာဟာကြောက်เสียကြီးပါလားလို့ကြောက်เสียကြီးပါလားလို့တွေးလာတာအဲ့ဒါဘယဉာဏ်လို့ခေါ်တယ်ကြောက်เสียလို့မြင်လာတဲ့အခါကျတော့အေးဖြစ်ပြမှုတွေကနှိမ့်ဆက်လို့စိတ်ပြက်เสียညှင်းငွေ့เสียကြီးပါလားအပြစ်တွေကိုမြင်လာတယ်ပြက်နေတဲ့အရာကြီးဟာတွေ့တာเสียမကောင်းဘူးလို့အပြစ်တွေကိုမြင်လာရင်အာထိနဝညာအပြစ်တွေမြင်လာတဲ့အခါကျတော့မလိုချင်တော့ဘူးညှင်းငွေ့လာစွန့်လွတ်ချင်လာညှင်းငွေ့လာတယ်နေဗိဒညာညှင်းငွေ့လာတဲ့အခါကျတော့လွတ်ချင်လာတယ်ဒါတွေကိုလွတ်ချင်လာတယ်မလိုချင်တော့ဘူးမောစိတုကမြတညာအဲ့ဒီကနေပြီးတော့လွတ်ဖို့ရာအတွက်လွတ်ရလွတ်ကြောင်းကိုပြန်လီပြီးတော့ဆင်ញင်စဉ်းစားတာကြတော့ပဋိသင်္ခာညာပြန်လီစဉ်းစားခြင်းကနေပြီးတော့သင်္ခါရတရားတွေရဲ့သဘာဝအပေါ်မှာနေသားတကျဖြစ်သွားပြီးတော့စိတ်လှုပ်ရှားမှုတွေနည်းသွားပြီးတည်ငြိမ်မှုတွေအသိဉာဏ်တွေကလွှမ်းမိုးလာပြီဆိုရင်သင်္ခါရုပ္ပခဉာဏ်လို့ခေါ်တယ်အဲ့ဒီသင်္ခါရုပ္ပခဉာဏ်ရင့်တန်သွားပြီဆိုလို့ရှိရင်ဟောဒီဗျာပါဒဆိုတဲ့သဘာဝတရားကိုအစဉ်စဉ်ပယ်ရှားသွားနိုင်တဲ့သောတပတ္တိမေသောတပတ္တိဖို့သဂရဂါမိမေသဂရဂါမိဖို့အနာဂါမိမေဆိုတာလဲပေါ်လိုက်ရောဒေါသဆိုတာဘယ်တော့မှပြန်မလာတဲ့လမ်းရောက်သွားအမုန်းတရားဆိုတာနှလုံးသားထဲမှာလက်ကြံမရှိတော့အနာဂံဖြစ်သွားပြီဆိုရင်အမုန်းတရားလက်ကြံမရှိတော့ဘူးတဲ့မေတ္တာပွားလို့ရှိရင်အမုန်းတရားဟာပြန်ထလာနိုင်သေးတယ်အခုခေတ်ယောဂစစ်တယ်လို့စစ်ကြည့်လို့ရှိရင် positive ဖြစ်နေအောင်မယ်နော် positive ဖြစ်လိမ့်မယ်နှလုံးသားထဲမှာအမုန်းရှိသေးသလားလို့စစ်တယ်လို့စစ်ကြည့်ရင် positive တွေးလိမ့်မယ်အနာဂါမိမဲ့ရသွားတာနဲ့တကြိုင်နဲ့ negative ဖြစ်သွားပြီလုံးဝမရှိတော့အဲ့ဒါကြတော့ဒေါသဆိုတဲ့စိတ်ရဲ့လှုပ်ရှားမှုစိတ်ရဲ့ပူပန်စေတတ်တဲ့သဘာဝတရားကနေပြီးတော့လုံးဝထွက်ပေါက်မေတ္တာတရား
မေတ္တာတရားကိုအခြေခံတဲ့အနာဂါမိမဲ့ညာအနာဂါမိဖို့ညာဟာဒေါသရဲ့လုံးဝထွက်ပေါက်ဖြစ်ပါတယ်။ဒေါသဆိုတာလာခြင်းလို့မလာတော့ဘယ်တော့မှဒေါသဆိုတဲ့သဘာဝတရားဟာမိမိတဏ္ဍာမှာဖြစ်လာမှာမဟုတ်ဘူး။အစဉ်ထာဝရငြိမ်းချမ်းတဲ့အနေတစ်ခုရရှိသွားနိုင်တယ်။ဒါကြောင့်မို့မြတ်စွာဘုရားကဟောတယ်ယတိတံမေတ္တာစေတောဝိမု ക്തി စိတ်ရဲ့လွတ်မြောက်မှုလို့ဆိုတဲ့ဒီမေတ္တာတရားဟာတဲ့ဗျာပါဒတ္တစိတ်ထဲမှာအလိုမကျနေတဲ့ဒေါသရဲ့နိတ္တရဏံထွက်ပေါက်ပါပဲဒီနည်းနဲ့သာလင်စစ်မှန်တဲ့ထွက်ပေါက်ကိုရနိုင်တယ်နောက်ဆုံးဒေါသဆိုတာဘလို့မှစိတ်ဆိုးအောင်လုပ်လဲစိတ်ဟာဘယ်တော့မှဆိုးလာတာမရှိတော့ဘူးဘုန်းကြီးတို့တွေစဉ်းစားကြည့်ဗျာပါဒဆိုတဲ့ဒေါသလူတိုင်းဖြစ်ဖူးကြတယ်ဖြစ်တဲ့အချိန်မှာဘလို့ခံစားရတယ်လဲစိတ်တည်ငြိမ်နေမှုတွေလုံးဝပျက်စီးသွားတယ်နှလုံးခုန်မှုတွေပြင်းထန်လာတယ်မျက်နှာတွေหนีရဲလာတယ်သွေးခုန်မှုတွေပြောင်းလဲလာတယ်နှလုံးကနေလှုပ်ဆော်လာသည့်အတွက်ကြောင့်ဘာဖြစ်လဲနှုတ်ခမ်းကအတန်ကမဟုတ်တဲ့အတန်တွေမဟုတ်တဲ့စကားတွေပြောလာတယ်လက်ကလည်းပဲအန္တရာယ်ပြုမဲ့အမှုမျိုးတွေဖြစ်လာတယ်ဟောဒေါသရဲ့ဆွမ်းဆောင်မှုတွေပဲအဲ့ဒါလို့ဒေါသဆိုတဲ့အမုန်းတရားဟာနှလုံးသားထဲမှာလုံးဝမကြံအောင်ဖြည့်ရှင်းပြလိုက်နိုင်တာဒါထွက်ပေါက်အစ်စ်ပေါ့ဒါကိုဆိုလိုတယ်မြတ်စွာဘုရားတကယ်ကိုမြတ်အေးထို့တူပဲနောက်ထပ်ထွက်ပေါက်တစ်ခုကဘာလဲနောက်ထပ်ထွက်ပေါက်တစ်ခုရှာရအောင်ပဲလူတွေမှာတခါတရံကြတော့ဒေါသတယ်မကဘူးဆိုပါစို့စိတ်ဆိုးတယ်ဆိုတာရိုးစိတ်ဆိုးကြတာပဲလေကိုယ်အလိုမကျရင်မိဘကသားသမီးကိုစိတ်ဆိုးတယ်နော်တကယ်ချင်းချင်းစိတ်ဆိုးကြတယ်အဲ့ဒီလိုစိတ်ဆိုးတယ်ဆိုတဲ့ထဲမှာတတ်ချင်ဖြတ်ချင်တာဆိုတာပါလားမပါဘူးနော်မိဘကသားသမီးကိုစိတ်ဆိုးတယ်ဆိုတဲ့နေရာမှာဒီကောင်သေအောင်လုပ်မယ်ဆိုရင်စိတ်ပါရလားမပါဘူးနော်အေးအဲ့ဒီစိတ်ဓာတ်မျိုးပါလာပြီဆိုလို့ရှိရင်သူ့ကိုဘာခေါ်လဲဆိုတော့ဝိဟေတာလို့ခေါ်တယ်ရက်ဆက်လာရက်ဆက်မှုညှဉ်းပန်းနှိပ်စက်မှုဆိုတဲ့သဘောတရားစိတ်ဓာတ်ထဲမှာဖြစ်ပေါ်လာတတ်တယ်တဲ့ဘုန်းကြီးတို့တွေဒေါသကိုမထိန်းတဲ့အခါမှာညှဉ်းပန်းနှိပ်စက်လိုမှုဆိုတဲ့ဝိဟေတာတရားစိတ်ဓာတ်ထဲမှာပေါ်လာပြီအဲ့ဒါလို့ပေါ်လာလို့ရှိရင်စိတ်ကိုထွက်ပေါက်ဟာဘာနဲ့လောက်ရမလဲလို့ဆိုရင်ကရုဏာတရားကိုပွားရမယ်တဲ့ကရုဏာဆိုတာကြည့်သူများကိုညှင်းဆဲလို့မှုရက်ဆက်လို့မှုဆိုတဲ့ cruelty ဆိုတာနဲ့ဆန့်ကျင်ပဲဖြစ်တယ်ဒါကြောင့်မို့ကရုဏာတရားကိုပွားပြီးဆိုလို့ရှိရင်လောကမှာအစင်မပြေတဲ့ပုဂ္ဂိုလ်တွေတနာစရာကောင်းတဲ့ပုဂ္ဂိုလ်တွေဆိုပါစို့ယောဂဖြစ်လို့ဒုက္ခဝေဒနာခံစားနေရတဲ့ပုဂ္ဂိုလ်စီးပွားရေးအဆင်မပြေလို့စိတ်ညစ်နေတဲ့ပုဂ္ဂိုလ်စားစရာတောက်စရာမရှိလို့ဒုက္ခရောက်နေတဲ့ပုဂ္ဂိုလ်နေစရာမရှိလို့အတိဒုက္ခရောက်နေတဲ့ပုဂ္ဂိုလ်လောကမှာအဆင်မပြေတဲ့ဒုက္ခရောက်နေတဲ့ပုဂ္ဂိုလ်တွေဟာဒါတနာစရာပုဂ္ဂိုလ်ပဲအဲ့ဒါလို့တနာစရာပုဂ္ဂိုလ်ကိုရွေးချယ်ပြီးတော့ဒုက္ခမုတ်ဆန်းတုအခြေအနေဆိုးတွေကသူ့လွတ်မြောက်ပါစေမကောင်းတဲ့အခြေအနေတွေဆင်းရဲဒုက္ခတွေကလွတ်မြောက်ပါစေဆိုတဲ့စိတ်ဓာတ်ကလေးနဲ့အဲ့ဒါလို့ဒုက္ခရောက်နေတဲ့ပုဂ္ဂိုလ်နဲ့ဒီစိတ်ကိုလေ့ကျင့်ယူရမယ်လေ့ကျင့်လို့ရှိရင်ခုနကမေတ္တာလေ့ကျင့်တယ်လို့လေ့ကျင့်လို့အောင်မြင်လာပြီဆိုလို့ရှိရင်ခုနကဝိဟိတာဆိုတဲ့တရားညှင်းဆဲလိုမှုရက်ဆက်တယ်ဆိုတဲ့သဘောတရားဟာသူ့တဏ္ဍာမှာလုံးဝမရှိတော့အောင်လွတ်မြောက်သွားနိုင်ပါတယ်ဒါလည်းထွက်ပေါက်တစ်ခုပဲနောက်တစ်ခုကဘာတော့ဆိုရင်လောကလူတွေဟာကိုယ်နဲ့ပြိုင်ဘက်ဖြစ်စေကိုယ်အိမ်နီးနားချင်းဖြစ်စေကိုယ်အတိတဲကဖြစ်စေမတိတဲ့ပုဂ္ဂိုလ်ပဲဖြစ်စေကြီးပွားတိုးတက်ပြီးတော့ကိုယ်ရဲ့တာသွားလို့ရှိရင်ဝမ်းသာနိုင်ခဲ့တဲ့ပေါ့ဝမ်းမသာကြဘူးဝမ်းမသာနိုင်တာဘာကြောင့်ဝမ်းမသာတာတော့ဆိုရင်အိတ်တာလို့ခေါ်တဲ့jealousy ကြောင့်ဝမ်းမသာတာအဲ့ဒီ jealousy ဆိုတဲ့သဘောတရားဟာ
သူတစ်ပါးအောင်မြင်မှုနဲ့ပတ်သက်ပြီးစိတ်ထဲမှာပျော်မွေ့မှုမရှိဘူးပျော်မွေ့မှုမရှိဘူးအဲ့ဒါလဲစိတ်ရဲ့ emotion တစ်ခုပဲအဲ့ဒါဖြစ်လာပြီဆိုလို့ရှိရင် jealousy တွေဖြစ်တယ်ထို jealousy တွေလွှမ်းမိုးလာတဲ့ပုဂ္ဂိုလ်တယောက်ဟာသူများကိုတော့အန္တရာယ်ပြုတတ်တယ်တခါတော့ကကြားဘူးပါလိမ့်မယ်အမေရိကန်နိုင်ငံမှာအမျိုးသမီးချန်ပီယံတွေကစကိတ်စီးတဲ့မျိုးသမီးချန်ပီယံဒီအားကစားမှာသူကထူးချွန်လို့တရဖူဆောင်းထားတဲ့ပုဂ္ဂိုလ်နောက်ထပ်အမျိုးသမီးအားကစားတစ်ယောက်ပေါ်လာတယ်စကိတ်စီးပြိုင်ပွဲသူနဲ့ရှင်ပြိုင်လာလိုက်သူ့ရဲ့ဆုကိုလူတော့မယ်သူ့နေရာကိုယူတော့မယ်ဆိုတာမခံနိုင်ဘူးမကြည့်နိုင်ဘူးဒါကြောင့်မို့လူစိုးကိုပတ်စံပေးပြီးငှားပြီးအဲ့ဒီအမျိုးသမီးခြေထောက်ကိုရိုက်ချိုးခိုင်းတယ်ဒါလောကမှာတကယ်ဖြစ်ခဲ့တာ true story တကယ်အစစ်အမှန်ဖြစ်ခဲ့အဲ့ဒါမျိုးကဘာကြောင့်ဖြစ်တာလဲဆိုလို့ရှိရင် jealousy ခေါ်တယ်ပေါ့အဲ့ဒါလို့ jealousy ဖြစ်လာတာကောင်းလားဆိုကောင်းအလွန်ဆိုးတယ်သူများရဲ့အောင်မြင်မှုနဲ့ပတ်သက်ပြီးတော့မခံနိုင်တဲ့သဘောအဲ့ဒီမခံနိုင်တဲ့ emotion stress လို့ခေါ်တဲ့စိတ်ရဲ့ဖြစ်စည်းမှုပေါ်လာလို့ရှိရင်ဘာနဲ့ထွက်ပေါက်ရှာရမလဲလို့ဆိုရင်မုဒိတာဆိုတာဝမ်းသာနိုင်အောင်ကြိုးစားရမယ်မုဒိတာတရားပွားများခြင်းဖြင့်ထွက်ပေါက်ရှာရမယ်မုဒိတာတရားပွားများခြင်းလို့ရှိရင်အောင်မြင်ကြီးပွားနေတဲ့ပုဂ္ဂိုလ်တွေကိုကြည့်ပြီးယထာလတ္ထတံပတ္တိတောမာဝိခိသန္တုရထားတဲ့စိစိတ်အခြေအနေတွေကအောင်မြင်မှုတွေကနေဘယ်တော့မှဆုတ်ယုတ်မသွားပါစေနဲ့ထာဝရပျော်နိုင်ကြပါစေထာဝရရွှင်နိုင်ကြပါစေရရှိထားတဲ့အခြေအနေကောင်းတွေကဆုတ်ယုတ်ပျက်စီးမသွားကြပါစေနဲ့အဲ့ဒီပုဂ္ဂိုလ်နဲ့ပတ်သက်ပြီးဒီစိတ်ဓာတ်လေးကိုလေ့ကျင့်ပေးရမယ်လေ့ကျင့်ပေးလို့ရှိရင်ခုနပြောတဲ့သူများစိစိတ်နဲ့ပတ်သက်ပြီးတော့အကောင်းမပြောနိုင်တဲ့အရတိဆိုတဲ့မပြောမွေ့တဲ့စိတ်ရဲ့ဆန့်ကျင်နေတဲ့သဘောတရားတစ်ခုရဲ့ထွက်ပေါက်ရသွားမှာဖြစ်ပါတယ်ဒါမုဒိတာထွက်ပေါက်နောက်တစ်ခုကဘာလဲလို့ဆိုလို့ရှိရင်လူတွေမှာချစ်ချင်းမုန်းချင်းဆိုတာရှိတယ်ချစ်ရင်ချစ်မယ်မချစ်ရင်မုန်းမယ်ချစ်ချင်းမုန်းချင်းဆိုတာအစွန်းနှစ်ခုပဲစိတ်ဓာတ်မှာ balance မဖြစ်လို့အစွန်းနှစ်ခုရောက်နေတဲ့စိတ်ဓာတ်အဲ့ဒီအစွန်းထွက်နေတဲ့စိတ်ဓာတ်ကလွတ်မြောက်ချင်လို့ရှိရင်ဘာလုပ်ရမလဲဆိုရင်ဥပိ္ပခပွားနိုင်ရမယ်ဥပိ္ပခဆိုတာဘယ်လိုပွားတာလဲတဗ္ဗေတတ္တာကမ္မတကတတ္တဝါဆိုတာသူကံနဲ့သူလာတာစဉ်းစားပြီးတော့ချစ်ချင်းကိုလည်းရှော့မယ်မုန်းချင်းကိုလည်းရှော့ချစ်ချင်းမုန်းချင်းထိုနှမျိုးလုံးမပါဘဲနဲ့တည်ငြိမ်တဲ့သဘာဝတရားတစ်ခုကိုဥပိ္ပခလို့ခေါ်တယ်ဒီကနေ့အရာထဲမှာတော့ဥပိ္ပခဆိုတာကိုမတဲ့လို့မခေါ်တဲ့ပုဂ္ဂိုလ်ဥပိ္ပခလို့ဥပိ္ပခရှုတယ်လို့ပြောနေကြတယ်အဲ့ဒီအဓိပ္ပာယ်မဟုတ်ဘူးဥပိ္ပခကအလွန်မွန်မြတ်တယ်ချစ်ချင်းမုန်းချင်းဆိုတဲ့အစွန်းဘက်ကိုမရှိစေဘဲနဲ့တိမှတ်တည်ငြိမ်တဲ့သဘောထားဒါကြောင့်လို့ equanimity လို့အင်္ဂလိပ်လိုပြန် equanimity ဆိုတာစိတ်ရဲ့တည်ငြိမ်မှုအဲ့ဒီတည်ငြိမ်မှုကစိတ်မတည်ငြိမ်တဲ့ emotion လို့ဆိုတဲ့ရာဂတို့ဒေါသတို့ရဲ့ထွက်ပေါက်ပဲရာဂရဲ့ထွက်ပေါက်ဒါကြောင့်မို့မြတ်စွာဘုရားကဥပိ္ပခဆိုတဲ့စေတောဝိမု ക്തി ဟာရာဂရဲ့ထွက်ပေါက်ပါဒီလိုဟောထားတာရှိဒါကြောင့်မို့အဲ့ဒါကိုလည်းပဲလေ့ကျင့်ပွားများခြင်းဖြင့်မိမိတို့ရဲ့မှန်ကန်တဲ့ထွက်ပေါက်တစ်ခုကိုရရှိနိုင်တာဖြစ်တယ်နောက်တစ်ခုကတော့ဝိပဿနာကျင့်စဉ်နဲ့ပတ်သက်လာတယ်ဘုန်းကြီးတို့တွေမှာအရာခတ်သိမ်းကိုကြည့်လိုက်တာနဲ့တပြိုင်နက်ကိုပဲဖြစ်စေကိုယ့်ရဲ့ပတ်ဝန်းကျင်ကိုပဲဖြစ်စေနိစ္စထာဝရလို့ထင်နေကြရဲတယ်ဆိုတဲ့အတွေးကြီးတွေရှိနေကြဝိပဿနာတရားကိုကျင့်ကြံကြိုးကိုအထုတ်လိုက်ပြီဆိုလို့ရှိရင်စက္ကန့်မလတ်ပြောင်းလဲနေတဲ့သဘောတရားတွေပြောင်းလဲပျက်စီးနေတဲ့အရာတွေကိုတွေ့မြင်လာပြီဆိုလို့ရှိရင်ခုနမြဲတယ်ဆိုတဲ့အတွေးတွေကိုလျှော့ချနိုင်သွားတယ်ပေါ့အဲ့ဒီမြဲတယ်ဆိုတဲ့ဟာကိုနိစ္စနမိတ်မြဲတယ်လို့ယူဆနိုင်တဲ့အရေးအယောင်ဟာတခုမှမရှိဘူးဝိပဿနာဉာဏ်ရင့်တန်လာတဲ့ဘလဝဝိပဿနာအကောင်းတဲ့ဝိပဿနာတရားတစ်ခုဟာခုနတုန်းကမြဲတယ်လို့ထင်တဲ့အရေးအယောင်တွေကိုထင်မြင်ယူဆနေတဲ့စိတ်ရဲ့ထွက်ပေါက်တစ်ခုပဲဝိပဿနာတရားကိုကျင့်ကြံကြုတ်ကိုအထုတ်ခြင်းဖြင့်မြဲတယ်ဆိုတဲ့အရေးအယောင်တွေကိုဖယ်ရှားပြစ်နိုင်ပြီးတော့စင်ထာဝရမမြဲဘူးဆိုတဲ့အမှန်အကန်ကိုမြင်လာနိုင်ပါတယ်
ဒါကအလွန်အဆင့်မြင့်တဲ့ထွက်ပေါက်တစ်ခုပါအဲ့ဒီထွက်ပေါက်ရထားပြီဆိုလို့ရှိရင်တောကဆိုတာနည်းသွားမယ်တွေ့တာမှုတွေဆိုတာရှော့ချနိုင်လာမယ်ဒီလိုနောက်ဆုံးထွက်ပေါက်တစ်ခုကတော့ဘာလဲလို့ဆိုလို့ရှိရင်ငါဆိုတဲ့မာနပဲလောကမှာဒီမာနဆိုတာလေးကကျမ်းနေတာမာနဆိုတာကိုယ့်ရဲ့အည်အသွေးပေါ်မှာအခြေစိုက်ထားပြီးတော့ဖြစ်ပေါ်နေတဲ့သဘောတရားတစ်ခုကိုယ့်ရဲ့အည်အချင်းကိုအခြေစိုက်ပြီးတော့ဖြစ်ပေါ်ထားတာဒါကိုစာပေကအတ္တမိမာနလို့ပြောတယ်မာနဆိုတာဟာသူများတဲ့ตาတယ်လို့ပြောမှမာနမဟုတ်ဘူးကိုယ်စိတ်ထဲမှာကိုဟာကဆိုပါစို့လူတွေမှာဖြစ်တတ်တယ်လေဆိုပါစို့အဘိဓမ္မာတရားဟောလို့ရှင်ငါနားမလည်ပါဘူးကွာနားလိုက်နိုင်မှာမဟုတ်ပါဘူးတို့နဲ့မမိပါဘူးလို့အဲ့ဒါလို့တွေးတာလဲမာနပဲနှိမ့်ချတဲ့မာနပဲဒီဒါလေးကတော့ငါအတွက်လွယ်လွယ်လေးပဲလို့သွားတွေးလို့ရှင်လေဒါလည်းသူ့အရေးချင်းပေါ်တွေးတာဖြစ်တဲ့အတွက်ကြောင့်ဒါလည်းမာနပဲအဲ့ဒီလိုမာနမျိုးတွေဟာတရားသူတရားမြတ်ရဖို့ရအတွက်ကြတော့အဟံတာတစ်ခုဖြစ်တယ်ပေါ့ဒါကြောင့်မို့အဲ့ဒီအဟံတာဆိုတဲ့ကိုယ့်ရဲ့အရေးချင်းပေါ်မှာအားကိုးပြီးတော့ဖြစ်ပေါ်နေတဲ့အထင်တွေကိုပျောက်သွားဖို့ရအတွက်ကတော့ခုနဝိပဿနာကျင့်စဉ်ကျင့်ပြီးနောက်ဆုံးယဟန္တာပုဂ္ဂိုလ်ဘဝရောက်သွားလို့အရတ္တမေအရတ္တဖို့ရသွားပြီဆိုလို့ရှိရင်တော့ခုနကပြောတဲ့ကိုယ့်ရဲ့အည်အသွေးပေါ်မှာအထင်ရောက်တဲ့မာနတရားဟာလုံးဝရှင်းသွားပါလိမ့်မယ်အဲ့ဒါကမာနတရားရဲ့ထွက်ပေါက်ပါဟောအဲ့ဒါလို့မြတ်စွာဘုရားသခင်ကိုရောမြတ်ကနိတ္တရဏဓာတုတုတ်မှာစိတ်ရဲ့ထွက်ပေါက်များဆိုပြီးတော့ဟောထားတာရှိပါတယ်ဒီထွက်ပေါက်များသည်ဒါလည်းတကယ်စစ်မှန်တဲ့ထွက်ပေါက်များဖြစ်သည့်အတွက်ကြောင့်ထွက်ပေါက်များဖြစ်တယ်ဒုတရားများဟာလက်တွေ့လေ့လာကျင့်သုံးနိုင်မယ်ဆိုရင်ဒီထွက်ပေါက်တွေဟာကိုယ်တိုင်သိရှိနိုင်တဲ့ထွက်ပေါက်မျိုးတွေဖြစ်တယ်ဒါကြောင့်မို့တရားချစ်ခင်သူတော်စင်ပြိဿအပေါင်းတို့သည်ဘုရားမြတ်စွာဟောကြားတော်မူခဲ့တဲ့စိတ်ရဲ့ထွက်ပေါက်များကိုလက်တွေ့ချအသုံးချပြီးတော့မိမိတို့ရဲ့စိတ်ထဲမှာအကျဉ်းကျတွေ့လာတယ်ဒေါသဆိုတဲ့ emotion တွေနော်ဝိဟိတဆိုတဲ့ emotion တွေအရတိမပြောင်းမွေ့နိုင်တဲ့ emotion တွေရာဂဆိုတဲ့တတ်မဲ့တဲ့ emotion တွေသင်္ခါရတရားတွေနဲ့ပတ်သက်ပြီးတော့မြဲတယ်ဆိုတဲ့အထင်နမိတ်တွေကိုထင်းနေတဲ့အည်အသွေးပေါ်မှာအခြေပြုပြီးတော့ထားတဲ့မာနတွေအဲ့ဒီ emotion တရားတွေရဲ့ထွက်ပေါက်ကိုတကယ်လုံးဝလွတ်မြောက်နိုင်တဲ့ထွက်ပေါက်တွေမေတ္တာတို့ကရုဏာတို့မုဒိတာတို့ဥပိ္ပခာတို့ဝိပဿနာနဲ့အရဟတမေဉာဏ်များတာဖြစ်တယ်လို့ဘုရားမြတ်စွာဟောကြားတော်မူခဲ့တာဖြစ်ပါတယ်ဒါကြောင့်မို့တရားချက်ခင်သူတော်စင်ပြိဿတို့သည်အစစ်စစ်မိမိတို့တဏ္ဍာမှာလေ့ကျင့်ယူခြင်းဖြင့်အဆိုပါတရားတွေဟာလူတိုင်းနဲ့သက်ဆိုင်ပြီးတော့ရနိုင်တဲ့တရားတွေဖြစ်တဲ့အကြောင်းကိုယ်တိုင်သိရှိနားလည်ပြီးတော့မိမိတို့မှာထွက်ပေါက်ကိုမှန်ကန်တဲ့နိလန်းနဲ့ရအောင်ရှာခြင်းဖြင့်သာဝရငြိမ်းတဲ့အငြိမ့်ဓာတ်ကိုကိုယ်စီကိုယ်ငှမျက်မှောက်ပြုနိုင်ကြပါစေကုန်သတည်းကဲမေတ္တာပို့ရအောင်တတ္တဝါများစွာဘေးရန်ကွာချမ်းသာကြပါစေတတ္တဝါများစွာဘေးရန်ကွာချမ်းသာကြပါစေမေတ္တာရေချမ်းသွန်ကားဖြံငြိမ်းချမ်းကြပါစေမေတ္တာရေချမ်းသွန်ကားဖြံငြိမ်းချမ်းကြပါစေသက်ရှိချမ်းပါစိတ်ချမ်းသာတို့ရဆန္ဒပြည့်ပါစေသက်ရှိချမ်းပါစိတ်ချမ်းသာတို့ရဆန္ဒပြည့်ပါစေဖုံလန္တာဒုက္ခပင်ကစားမေတ္တာပုံနေတုသင်္ကမမနောတရတိတဗေတံဘဝယံတုဒုက္ခန္တက
မေတ္တာပုံနေတုသင်္ကမစုပေါင်းပို့အပ်မေတ္တာတဟုရောင်ပြူပါဝင်းငွေလမင်းနှင့်ရောင်ခြင်းရှယုံပေါင်းဆောင်ရခြင်းကြောင့်သာဝေတံကျွမ်းမဲ့ဥဒ္ဒုံလုံးစုံများစွာတတ္တဝါတို့၏မနောတရတိမြင့်မြတ်ဖြူစင်အေးကြည်လင်းသည့်ရေစဉ်ပြည်တင်းစိတ်နှလုံးတည်ဟုသောရေအိုင်ကြီးအတွင်း၌ဒုက္ခပင်ကသာအစင်ထာဝရအေးမြကြည်သာတာယာပွင့်လန်းချမ်းသာဒုက္ခအထိဟုသောကုမုဒ္ဒရာကြာပန်တို့သည်ဟုံးလန္တဝန္တာရွှင်မြူးဝမုံလူလည်းရဲ့ကြည်နူးပွဲကြုံဖူးပွင့်ကြကုန်သည်ဖြစ်၍ဒုက္ခနကလေအောက်လေတဲ့ရောရှက်သင်ပြန့်ပိတိတိဟုသောယနံတို့သည်ဘဝယံတုကောင်းစွာမသွေကြိုင်လိုက်၍နေကြပါစေကုန်သတည်း